မင်္ဂလာပါကျွန်တော်စီမှာအသစ်တက်ရှိထားတဲ့ဒီ Galaxy 2D POS software လေးနဲ့မိတ်ဆက်ပေးကြပါတယ်ဒီ software လေးမှာအဓိကပါဝင်တဲ့ထူးခြားချက်တွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒီ software လေးမှာဆိုရင်ကျွန်တော်တို့ရောင်းချင်တွေကိုကိုယ်စိတ်ကြိုက်ကျွန်တော်သတ်မှတ်ပြီးတော့မှထည့်လို့ရမယ်ပြီးလို့ရှိရင်တဝက်အားနဲ့ပြည့်အားဆိုပြီးတော့မှကိုယ်စိတ်ကြိုက်ရွေးချယ်ပြီးတော့လည်းကျွန်တော်တို့အာကနန်းတွေကိုထည့်သွင်းနိုင်မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ပေကနန်းတွေကိုလည်းတကွက်ချင်းပေကနန်းထည့်လို့ရသလိုထည့်ပေကနန်းတွေကိုလည်းကျွန်တော်တို့ကထည့်သွင်းနိုင်မှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီ commission စင်းတွေဖွင့်တဲ့အခါမှာလည်းတူချင်းစီလိုက်မတူညီတဲ့ commission ကရောစားတွေကိုသတ်မှတ်ပြီးတော့မှဖွင့်နိုင်မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့စင်းတွေထည့်တဲ့အခါမှာစင်းနဲ့ထည့်တဲ့အခါမှာလည်းသူ့မှာပါတဲ့ကနန်း key back ကနေပြီးတော့မှစင်းတွေကိုကျွန်တော်လွယ်လွယ်ကူကူနဲ့မြန်မြန်ဆန်ဆန်ကျွန်တော်တို့ကထည့်သွင်းနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ software မှာဆိုရင် copy paste နဲ့ပတ်သက်ပြီးတော့မှအဓိကကျွန်တော်ထူးခြားချက်လေးတွေရှိပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်အခုလိုမျိုးကျွန်တော်တို့ဒီ Viber နေပြီးတော့ပေါ့နော်ပေးပို့လာတဲ့စင်းတွေကိုကျွန်တော်က copy လေးယူပြီးတော့မှအလွယ်တကူကျွန်တော်ကထည့်သွင်းနိုင်တာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ copy ယူပြီးတော့မှခုထည့်ချင်တဲ့ commission စင်းမှာသွားပြီးတော့မှ paste လုပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ထည့်မယ်ဆိုတဲ့နေတာနဲ့တကယ်လို့ပေါ့နော် software ကလက်မခံနိုင်တဲ့ပုံစံလေးပါလာလို့ရှိရင်သူကပြပေးတယ်ပြီးရင်ကျွန်တော်ဒါလေးကိုမှအလွယ်တကူပြန်ပြီးတော့မှပြင်ဆင်ပြီးတော့မှကျွန်တော်ထည့်လိုက်မယ်ဆိုရင်ကျွန်တော်စင်းရင်ကိုတစ်ခါရေးထည့်လိုက်တော့မှာဖြစ်ပါတယ်เนาะဒါဆိုရင်တော့ကျွန်တော်တကွက်ချင်းရိုက်ဆက်မလို့ပဲနဲ့အခုလိုမျိုး Viber နေပို့လာတဲ့ကဏ္ဍတွေကိုလွယ်လွယ်ကူကူနဲ့မြန်မြန်ဆန်ဆန်ကျွန်တော်တို့ကထည့်သွင်းနိုင်မှာဖြစ်ပါတယ်เนาะဒီနေရာမှာကျွန်တော်တို့တခြား software နဲ့မတူညီတဲ့အားသာချက်လေးကိုလည်းကျွန်တော်ပြပြပေးပါမယ်ကျွန်တော်တို့ software မှာဆိုလို့ရှိရင်ဒီမှာ setting ထဲမှာ copy paste manage ဆိုလေးပါပါတယ်เนาะဒါလေးကဘာကိုပြောရလဲဆိုလို့ရှိရင်ဘာအတွက်သုံးတာလဲဆိုရင်ဥမာဆိုရပါတော့ကျွန်တော်ကအခုဒီမှာဆိုရင်ကျွန်တော်ထည့်လိုက်မယ်ပေါ့နော်ထည့်လိုက်တဲ့အချိန်မှာကျွန်တော်အခုလိုမျိုးကိုယ့်အောက်ကသူတွေကပေါ့နော်ဒီလိုမျိုးကျွန်တော် software ကလက်မခံနိုင်တဲ့ပုံစံတွေပါလာလို့ရှိရင်ကျွန်တော်ကတစ်ခုချင်းစီလိုက်ပြီးတော့မှပြန်ပြီးတော့မှထည့်ရမယ်ပေါ့နော်အဲ့ဒီခါမှာကျွန်တော်တစ်ခုချင်းစီလိုက်ပြင်တဲ့ခါကျရင်ကျွန်တော်တို့ကအချိန်ပို့ပြီးတော့မှပေးရမယ်အဲ့လိုမျိုးအချိန်ပြီးတော့အချိန်ကုန်သက်တောင်အောင်ကျွန်တော်တို့အနေနဲ့ဒီ setting ထဲမှာသွားပြီးတော့မှကျွန်တော်တို့တတ်မှတ်ထားလို့ရပါတော့ဥမာကျွန်တော်အခုဒီမှာဆိုရင်ကျွန်တော်တို့ဒါဒေါ်လာပုံလေးတွေဆိုရင်ကျွန်တော် software ကလက်မခံဘူးဒီလိုပုံစံလေးဆိုလည်းလက်မခံဘူးနော်နောက်ကဒီ share ဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့က software ထဲမှာလက်မခံတဲ့ပုံစံလေးပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ကဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်စောစောက setting ထဲကိုသွားလိုက်မယ်copy paste manage ထဲကိုသွားလိုက်မယ်ပြီးလို့ရှိရင်new rule ကိုနှိပ်ပြီးတော့မှကျွန်တော်တခုတတ်မှတ်လိုက်ပေါ့နော်ဥပမာစောစောကကျွန်တော်တို့ထည့်တဲ့ထဲမှာမရတဲ့ပုံစံကဒီပုံစံလေးပေါ့နော်ပြီးရင်ကျွန်တော်ဒါလေးကို full stop အနေနဲ့ပြောင်းလိုက်မယ်တော့ဒါလေးကိုကျွန်တော် full stop ပြောင်းမယ်ပြီးလို့ရှိရင်စောစောကကျွန်တော်တို့ကဒေါ်လာဆိုလို့ရှိရင်ကျွန်တော်ကဒီနေရာမှာ full stop လေးပြောင်းလိုက်မယ်နော်ပြီးလို့ရှိရင်နောက်တစ်ခုကကျွန်တော်ကဒီမှာ share ပေါ့နော်ဒီ share clean ကကျွန်တော်တို့ကလုံးဝအပူစာသားဖြစ်တဲ့ကြောင့်ဒါလေးကိုတော့ကျွန်တော်တို့ကဖြတ်လိုက်မယ်နော်ဖြတ်မယ်ဆိုရင်ကျွန်တော်ဒီနေရာမှာ began ဆိုတဲ့နေရာမှာဘာမှထည့်စရာမလိုဘူးဒါဆိုလို့ရှိရင်သူကဒီပုံစံလေးပါလာလို့ရှိရင် auto ဖြတ်ပြီးတော့မှာပေါ့နော်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒါဆိုရင်ကျွန်တော်တို့တစ်ချက်ထည့်ပြီးတော့မှထည့်ကြည့်အောင်ပေါ့နော်ဆိုတော့လိုမျိုးပြန်ပြီး copy ထည့်ကြည့်မယ်ဒါဆိုလို့ရှိရင်စောစောကကျွန်တော်တို့နောက်မှာပါတဲ့ share လည်းမရှိတော့ဘူးစောစောကကျွန်တော်တို့ဒီ movement ပုံစံမှန်မှန်နဲ့ဟာဒီဒေါ်လာတွေဆိုလို့ရှိရင် full stop လေးရွေး auto ပြောင်းသွားပြီပေါ့နော်ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ကတကူချင်းစီလိုက်ပြင်ရမလို့ပဲနဲ့ software ကနေပြီးတော့မှလက်သင့်ခံတဲ့ပုံစံဖြစ် auto ပြောင်းပေးတော့မှာဖြစ်ပါတယ်နော်ပြီးရင်ကျွန်တော်ထည့်လိုက်မယ်ဆိုတော့တစ်ခါတည်းပြီးတော့ထည့်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီ copy paste manage ထဲကနေပြီးဝင်ပြီးတော့ပဲကိုပြင်ကျင်တဲ့စလုံးတွေကိုကြိုတင်ပြီးတော့မှထည့်ပြီးတော့မှကျွန်တော်တို့ပြင်ဆင်ထားလို့ရပါတယ်နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ voucher ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ voucher မှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာ printer လေးရှိရပါတော့ကို့မှာတကယ်လို့ပေါ့နော် bluetooth printer လေးရှိရဆိုလို့ရှိရင်ကျွန်တော်တို့print ထုတ်လို့ရပါတယ်အဲ့တော့ကျွန်တော်ဒီမှာ printer icon လေးကိုနှိပ်ပြီးတော့မှကိုယ့်ရဲ့ printer model လေးကိုရွေးလိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ကိုယ့်ရဲ့ paper size ပေါ့နော်ကိုယ့် paper size ကိုရွေးပြီးတော့မှ column 1 2ကိုရွေးလိုက်မယ်ကျွန်တော် column 2နဲ့ထုတ်လိုက်ပါနော်တကယ်လို့စာရွက်ကုန်သက်သာခြင်းနဲ့ဆိုတော့ column 2နဲ့ထုတ်ပေါ့နော်ပြီးလို့ရှိရင် print ဆိုလေးနှိပ်လိုက်တာနဲ့ကျွန်တော်တို့ဒီ printer set လေးကနေပြီးတော့မှအလိုတယောက်ကျွန်တော်တို့က print ထုတ်ပြီးတော့မှာဖြစ်ပါတယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါခု print ထွက်လာတဲ့ပုံစံလေးဖြစ်ပါတယ်အဲ့တော့ column 2ခုပုံစံလေးဖြစ်သွားပါတယ်နော်ဒီပုံစံလေးကျွန်တော်တို့ blue printer ရှိရဆိုရင် print ထုတ်လို့ရမှာဖြစ်ပါတယ်နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီပြင်လိုက်မယ်ပေါ့နော်တကယ်လို့ကျွန်တော်ကဒီ voucher မှာကျွန်တော်တို့ကကနန်းတော်ကောင်ငွေပမာဏတော်ကောင်ပြန်ပြင်နေဆိုရင်ကိုပြင်ခြင်းတဲ့အားလေးကိုကျွန်တော်တို့ဖိထားလိုက်ပေါ့နော်ပြီးရင် edit ဆိုလေးနှိပ်လိုက်ကျွန်တော်ကကနန်းပြင်နေတာငွေပမာဏပြင်လိုက်ကျွန်တော်ဒီမှာဆိုရင်ကနန်းကိုပြင်လိုက်မယ်ပေါ့နော်ပြင်ပြီးရင်သိမ်းလိုက်မယ်နော်ပြီးလို့ရှိရင်ကျွန်တော်သိမ်းလိုက်ပြီဆိုရင်သူကအဝါရောင် highlight မီလေးနဲ့ပြပေးထားတယ်တကယ်လို့ပေါ့နော်ကိုကဒီကနန်းကိုဖြတ်ချင်တယ်ဆိုရင်ဖိထားပြီး delete ဆိုတာနှိပ်ပြီးဖြတ်လို့ရတယ်တကယ်လို့ဒီကိုကဖြတ်လိုက်တယ်ပေါ့နော်ဒီ voucher မှာပဲစင်းသစ်ပြန်ချင်တယ်ဆိုရင် plug button နဲ့နှိပ်ပြီးမှကိုထည့်ချင်တဲ့ကနန်းကိုထည့်ပြီးတော့မှဒီ voucher ထဲမှာပဲထည့်ပြီးတော့မှအသစ်ထည့်လို့ရသွားပါတယ်နော်အဲ့တော့ကိုထည့်လိုက်တဲ့voucher ထဲမှာပြင်လိုက်တဲ့စင်းတွေဖြတ်လိုက်တဲ့စင်းတွေအသစ်ထည့်လိုက်တဲ့စင်းတွေကိုလည်းကျွန်တော် setting ထဲကနေပြီးတော့မှ voucher ပြည့်ပြည့်မှတ်တယ်မှာတွားပြီးကြည့်လို့ရပါတယ်ဒါဆိုရင်ဘယ် voucher နံပါတ်ကိုမှမူလဘယ်ကနန်းဘယ်ပုံစံအသစ်ထည့်လိုက်တာဘယ်ပုံစံဆိုတာကိုဘယ်ဟာကိုဖြတ်လိုက်တယ်ဘယ်ကနန်းကိုဖြတ်လိုက်တယ်ဆိုတာကိုပြပေးတယ်အဲ့တော့ဒီဟာကိုတစ်ချက်နှိပ်လိုက်မှဆိုရင်ကိုဖြတ်လိုက်တဲ့ voucher တစ်ခါတည်းပြီးပြပေးမှာဖြစ်ပါတယ်နော်နောက်တစ်ခုကတော့ကျွန်တော်ဒီစင်းချုပ်တွေနေရာမှာလည်းကျွန်တော်အပတ်ချုပ်ပေါ့နော်ဒါကိုယ့်ရဲ့တပတ်စာစင်းချုပ်တွေကြည့်လို့ရသလိုကိုယ့်ရဲ့ဒီ commission တူးချင်းစီရဲ့ဒီတပတ်ချင်းစီရဲ့စင်းချုပ်တွေကိုလည်းကျွန်တော်အလွယ်တကူပြန်ပြီးတော့မှကြည့်လို့ရမှာဖြစ်ပါတယ်နော်ဒါလေးကတော့ကျွန်တော်တို့ဒီ Galaxy 2D POS မှာပါဝင်တဲ့အဓိကထူးခြားတဲ့လုံဆောင်ချက်လေးကိုကျွန်တော်ပြပြပေးရဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ